ထိုင်းနိုင်ငံမှာကျောင်းသွားတက်ချင်တယ်ဒါပေမဲ့ living expense နဲ့ visa ကိစ္စတွေကိုတိတိကျကျမသိလို့ခက်ခဲတွေ့နေရတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်လိုက်ကြအောင်နော် NCC ကိုတက်ရောက်ချင်တဲ့ကျောင်းသားတွေဒါမှမဟုတ်ဘူးဆိုရင်လက်ရှိတက်ရောက်နေတဲ့ကျောင်းသားတွေအတွက်ဒီ program လေးကတော့ double diploma ရရှိမဲ့ program လေးပဲဖြစ်ပါတယ် double diploma ဆိုတာကကြတော့ UK ရရောထိုင်းနိုင်ငံကပါပြီးမဲ့ဘွဲနှစ်ခုလုံးကိုရရှိမှာပဲဖြစ်ပါတယ်ဒီတော့ program လေးအကြောင်းကိုအသေးစိတ်ပြပြရရင်နော် NCC program ကိုထိုင်းနိုင်ငံမှာဆက်လက်တက်ရောက်ချင်တဲ့ကျောင်းသားတွေအတွက် Twinkle College နဲ့ Thai Asia College နှစ်ခုပူးပေါင်းပြီးတော့ခွင့်လစ်ပေးထားတာပဲဖြစ်ပါတယ်။ Visa တက်တန်းဟာဆိုရင်လည်း2နှစ်တောင်ရမှာပဲဖြစ်ပါတယ်။ကျောင်းသားအနေနဲ့ကျောင်းလကအတွက်ကိုဝင်မပိစေရအောင် semester အလိုက်အရေးကြခွဲတင်လို့ရအောင်လည်းစီစဉ်ပေးထားပါတယ်ရှင်။ကျောင်း2နှစ်တက်ပြီးတဲ့အခါမှာဆိုရင်လည်း credit transfer နဲ့ထိုင်းနိုင်ငံမှာရှိတဲ့ university ကိုလည်းဆက်လက်တက်ရောက်လို့ရတယ်လို့ University of Central Lancashire ကပြီးတဲ့ top degree program ကိုလည်းဓာတ်ရိုက်တက်ရောက်လို့ရပါတယ်ရှင်။အခုပြောပြသွားတဲ့ program လေးတွေကတော့ online တက်ရောက်ရမှာပဲဖြစ်ပါတယ်။ဒီတော့အသေးစိတ်အတွက်ကို education consultant နဲ့ဆက်လက်ဆွေးနွေးပြီးတော့ main intake အတွက်ကိုမှီအောင်အမြန်ဆုံးလာရောက်အနံ့နိုင်ပါတယ်ရှင်။